ဒါပါရွက်လေဒါပါရွက်လေမသိတိပြောပြပြီနော်ကျွန်တော်ဒီဈေးမှာထိုင်းမနဲ့ပြဿနာဖြစ်ခဲ့တယ်ကျွန်တော်အမယောက်ျားကဟင်းချိုတောက်ကြိုက်တယ်ပေါ့နော်အကြောင်းကျွန်တော်ဒီရွက်ကိုပြုတ်မလို့အဲ့ဒါကိုတောက်ဝယ်တာတော်ရောပေါ့ဒီဒစည်းဆိုရင်လူ2ယောက်3ယောက်ဟင်းရီတောက်တာရပြီလေအဲ့ကျွန်တော်ဒစည်းပဲဝယ်တာအဲ့ဒါသမီးကိုကြွိတ်ထဲလေအတင်းထိုးထည့်ပြီး2စီးလုံးထည့်တာ2စီးပဲကျန်တာ2စီးလုံးထည့်တာတစည်းကို30နှစ်စီးဆိုတာ20တချို့ကြတော့အရန်မြင်းကုန်ရှင်းလို့ပေါ့နော်နှစ်စီးကို15ပတ်ပေးရရှိတယ်အဲ့လိုမျိုးဆိုကျွန်တော်တန်လို့ယူခဲ့တယ်ဒီပွားကြလဲနှစ်စီးကို20လဲတောင်းသေးတယ်ဘူးမှလည်းနှစ်စီးယူမှာမပြောတစည်းပဲပြောတဲ့ဟာကိုအတင်းနှစ်စီးထည့်ပြီးတော့လေပတ်စံတောင်းတာကျွန်တော်လည်းမရအောင်30ဆိုလဲလေမျက်နှာကြောတင်တစည်းပဲဆိုပြီးတော့သူ့ကိုတစည်းပဲပေးလိုက်တယ်ပြီးပတ်စံ20ပေးပြီးတော့သူ10ဘက်ကိုပြန်ပေးရပါတော့10ဘက်ကိုကောင်းမွန်ဒီတိုင်းမပေးဘူးနော်အင်းဆိုပဲလို့စောင့်နေပေးတာကျွန်တော်လည်းမျက်နှာကြောတင်းနဲ့ပြန်လာလိုက်တယ်ဈေးရောက်တာကောင်းရမ်းကောင်းဝယ်လို့စားပါကိုလည်းကုန်တလောက်ပဲယူမှာပေါ့ဒီဈေးက30သူတို့တော့ဘာမှမဟုတ်ပဲမြန်မာငွေနဲ့ဆို1200 1300လေစဉ်းစားကြည့်ကိုတို့နေမှာပြန်ဝယ်လို့ရှိရင်ဒါဘယ်လောက်ရှိမှာ3-500ပဲရှိမှာဟာဈေးရောက်တာအစင်မပြေဘူးဒီဖွိုင်းနဲ့လေ